င်္ဂလာပါရှင်9လပိုင်း26ရက်နေ့မှာ6လပိုင်း1ရက်နေ့အထိတပတ်တာတနင်္ဂနွေသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကိုင်ကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်တနင်္ဂနွေသားသမီးချင်းမိတ်ဆွေဒီတစ်ပတ်မှာအလုပ်နဲ့ပတ်သက်ပြီးတော့လုံးဝကြရခက်ခဲတာအလုပ်မှာဘဝမကျတာအလုပ်မှာစိတ်မပါတာအလုပ်ကလည်းဖိစီးမှုတွေအများများတာဒီလိုလေးကြုံရတတ်ပါတယ်တန်မိုးကြီးသောပစ္စည်းများထွက်တတ်ပါတယ်ပျောက်တတ်ပါတယ်ဂယုစိုက်စေခြင်းနဲ့နော်မိတ်ဆွေပေါင်းတင်ရဲ့ကုညီထောက်ပံ့ကောင်းတွေရဖို့ရှိတယ်။ဒါအပြင်ဆရာသမားတွေရဲ့ပံ့ပိုးခြင်းဆရာသမားတွေရဲ့အဆက်အသွယ်ကောင်းတွေရရှိခြင်းဒီလိုလေးတွေ့ရပါတယ်။အိမ်ကိစ္စများအစီအပြေပါလိမ့်မယ်။အဲ့တော့အိမ်နဲ့ပတ်သက်ပြီးတော့ဘလို့အကြောင်းအရာမျိုးမဆိုမိမိရဲ့အတွက်လွယ်လွယ်တကူနဲ့အစီအပြေသွားမဲ့တပတ်တာလို့လေတွေ့ရပါတယ်။ဆွေမျိုးသားချင်းစီမှာအကူအညီကောင်းထောက်ပံ့ကောင်းတွေရဖို့ရှိတယ်။အထူးသဖြင့်အနီးထက်အဝေးစီကနေပို့ပြီးတော့ထောက်ပံ့ကောင်းရမယ်လို့လေတွေ့ရပါတယ်။ရန်အနေနဲ့တိုက်ခိုက်ရှိပါတယ်တတိထားပါနော်မိမိအနေနဲ့ကိုကတော့ကောင်းစီခြင်းနဲ့စေတနာလေးနဲ့ပြောလိုက်တယ်ဆိုလိုက်တယ်လုပ်လိုက်တယ်ကန်လိုက်တယ်အဲ့ဒီစေတနာရဲ့အမှားတွေကိုကြုံရတတ်ပါတယ်ဒါကြောင့်မိမိကိုတိုက်ခိုက်ခြင်းနောက်မိမိကိုအပြစ်ပြောခြင်းဒါလေးခံရတတ်ပါတယ်ဒီဥစိတ်ပါနော်အခြေအနေနဲ့ပတ်သက်ပြီးတော့မျက်နှာအလွန်ပွင့်လန်းတဲ့ကာလပါအိမ်တော်ကြီးနဲ့ပတ်သက်ပြီးဆိုရင်တော့မိမိအိမ်တော်ဘက်ရဲ့အများကြီးပံ့ပိုးမှုအများကြီးကူညီမှုနောက်အကြံဉာဏ်ကောင်းအစဒါမျိုးလေးရရှိစေမှာပဲဖြစ်ပါတယ်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့စူးကျူးလုံးဝမရှိပါဘူးရှင်ရခင်ကနေကကျမ်းမာရေးယောဂဝေဒနာခံစားရတဲ့ဝေဒနာရှင်တွေရှိခဲ့တယ်ဆိုရင်တော့ဒီ26ရက်နေ့ကနေ6လပိုင်း1ရက်နေ့တောတွင်ထဲမှာအနာနဲ့စီးနဲ့တွေ့သွားမယ်စီးကောင်းဝါကောင်းတွေ့သွားစေမယ်လို့တွေ့ရပါတယ်အေးချမ်းမှုငြိမ်းချမ်းမှုတော့မရှိသေးဘူးဘာကြောင့်လဲဆိုတော့အလုပ်အကင်မှာနည်းနည်းရောက်ရက်ခဲ့ရမယ်ကိစ္စလေးကြုံရတာဖြစ်တဲ့အတွက်ကြောင့်မိမိအနေနဲ့အေးအေးချမ်းချမ်းနဲ့မလုပ်ရဘဲနဲ့အရာအလုံးကိုအပူတပြင်းလေးနဲ့လှုပ်ရှားရတာမျိုးလေးကြုံရတတ်ပါတယ်ကံနဲ့ပတ်သက်ပြီးတော့ကံအားအလွန်ကောင်းပါတယ်ထီထိုးကန်ဆန်းခြင်းနဲ့ဆိုရင်တော့တစ်တလုံးထီထိုးကန်ဆန်းလို့ရပါတယ်ငွေကြီးနဲ့ပတ်သက်ပြီးတော့မိမိရမယ့်ကိစ္စဆိုရင်ကြံ့ကြာတတ်တယ်မိမိဘက်ကပေးရမယ့်ကိစ္စဆိုရင်အပူတပြင်းလေးပေးရတာမျိုးလေးကြုံရတတ်ပါတယ်အားလုံးနဲ့ပတ်သက်ပြီးတော့အလုံးစုံပူပန်စရာတွေခြုံငုံပြီးကြည့်လိုက်တဲ့အခါမိမိကိုချစ်တဲ့သူတွေမိမိကိုခင်တဲ့သူတွေမိမိရဲ့မိတ်ဆွေမိမိရဲ့တငယ်ချင်းအပေါင်းအသင်းတွေစီကနေပြီးတော့ငွေကြီးနဲ့ပတ်သက်တဲ့သတင်းကောင်းလေးတစ်ခုအလုတ်ကင်နဲ့ပတ်သက်တဲ့သတင်းကောင်းလေးတစ်ခုကိုကြားရမှာပဲဖြစ်ပါတယ်ဒီတော့တနင်္ဂနွေသားသမီးချင်းမိတ်ဆွေတို့တပတ်တာကံအထောက်ပံ့ဖြစ်စေတဲ့ရေရာကောင်းဆရာမပေးချင်ပါတယ်တနင်္ဂနွေသားသမီးချင်းမိတ်ဆွေဒီတစ်ပတ်မှာပြုလုပ်ဆောင်ရမယ့်ရေရာကမိမိနေအိမ်ကဖျားမှာပန်းအဖြူရောင်လေးတွေ9ပွင့်အဲ့တော့နှီးစီပန်းပဲဖြစ်ဖြစ်ကန္ဓမာပန်းပဲဖြစ်ဖြစ်မိမိနှစ်သက်ရပန်းအဖြူရောင်လေး9ပွင့်ကိုလှူဒန်းခြင်းဖြင့်ခက်ခဲနေတဲ့တပတ်တာအလုံးစုံအဆင်ပြေသွားမယ်လို့တွေ့ရပါတယ်ရှင်မင်္ဂလာပါရှင်26ရက်5လမှာ6လပိုင်း1ရက်နေ့ဒီတပတ်တာတနင်္လာသားသမီးချင်းမိစုရဲ့အလုပ်ကိုင်ကနေစတင်ဟောပြောပေးပါပဲဖြစ်ပါတယ်ရှင်တနင်္လာသားသမီးချင်းမိစုဒီတစ်ပတ်မှာအလုံးနဲ့ပတ်သက်ပြီးတော့အပြိုင်အဆိုင်အတိုက်ခိုက်တွေအရန်များနေပါလိမ့်မယ်မိမိကိုယ်တိုင်ကလည်းပဲပင်ပန်းနေတာမျိုးလိုတာထက်ပိုပြီးတော့အလုပ်တွေကိုကြိုးစားနေရတာမျိုးလုံနေတော့လည်းပဲအရှိကိုမရောက်သွားတာမျိုးဒီလိုလေးလဲတွေ့ရတတ်ပါတယ်တန်မိုးကြီးသောပစ္စည်းဝင်လာဖို့ရှိနေပါတယ်မိတ်ဆွေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့ကိုယ်တိုင်ခင်မင်းရင်းနှီးနေရတဲ့မိတ်ဆွေဒါမှမဟုတ်လို့ချင်းလည်းပဲတခြားတနေရာကိုအဝေးကိုရောက်နေတယ်လက်ပွန်းတတိမရှိဘဲနဲ့မိတ်ဆွေအဲ့ဒီမိတ်ဆွေကြီးကနေပြီးတော့ကျမ်းမာရေးမကောင်းတဲ့သတင်းတွေကြားရမှာပဲဖြစ်ပါတယ်အိမ်ကိစ္စများစီစဉ်မှုတွေအဆင်ပြေလိမ့်မယ်လုံးဝကန်ရတာလွယ်ကူစေမယ်အိမ်ကမိသားစုတွေရဲ့ပံ့ပိုးမှုတွေလည်းရဖို့ရှိနေပါတယ်ရန်အနေနဲ့တိုက်ခိုက်ရှိတယ်အဓိကတော့မိမိကိုလှုပ်ကြံမဲ့တယ်ပေါ့နော်အဲ့တော့စကားအရာတော်၎င်းနောက်ပြီးတော့ဒီခွန်အားအရာတော်၎င်းအဲ့လိုလှုပ်ကြံနိုင်တဲ့အရာလေးရှိတယ်ဒါလေးကိုတော့ဂိမ်းစိုက်ပါအထူးသဖြင့်ကြောက်ချခံရတာမျိုးလေးကြုံရတတ်ပါတယ်အခြေအနေနဲ့ပတ်သက်ပြီးတော့မျက်နှာတွေအရန်ပွင့်နေမယ်လူချစ်လူခင်ပေါ်နေမယ်အိမ်တော်ကြီးနဲ့ပတ်သက်ပြီးဆိုရင်လည်းပဲဂျောင်းဝင်နှောက်ယှက်မှုတွေအဲ့တော့အိမ်တော်တွေမျက်နှာပွင့်ပြီးဆိုရင်ပို့ပြီးတော့ဂိမ်းစိုက်စေခြင်းနဲ့အမားတွေတစ်ခုပြီးတစ်ခုစက်တိုက်ကြုံရတတ်ပါတယ်ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့စိုးကျိုးလုံးဝမရှိပါဘူးရှင်။သို့ပေမဲ့ဘိုက်မကောင်းတာမျိုးတွေဘိုက်ရစ်တာမျိုးတွေတော့ကြုံရတတ်ပါတယ်။ဒါကိုဂိမ်းစိုက်ပါနော်။အေးချမ်းချင်းရောက်ရှိလာမဲ့တပတ်တာပါ။ဘာကြောင့်လဲဆိုတော့မိမိကိုယ်၌ကလည်းပဲဘလို့အတိုက်ခိုက်မျိုးပဲလာ
ဘလို့ခက်ခဲမှုမျိုးပဲလာကိုတိုင်ကလည်းပဲတကယ်ကိုဇွဲလုံးလောက်ဝရိယရှိစွာနေအလုတ်တာပဲဖြစ်ဖြစ်စကားအရာမှာပဲဖြစ်ဖြစ်ကြံစီထားတဲ့ကိစ္စတွေပဲဖြစ်ဖြစ်ဒီလိုဇွဲနဲ့လုတ်သွားတဲ့အရာတွေမှန်သမျှအစီအပြေအောင်မြင်စေတဲ့အရာလေးတွေကိုဒီတစ်ပတ်ထဲမှာထင်ထင်ရှားရှားနဲ့တွေ့ရမှာပဲဖြစ်ပါတယ်ကံနဲ့ပတ်သက်ပြီးတော့ကံအားနည်းပါတယ်သို့ပေမဲ့ထီထိုးကန်ဆန်းခြင်းနဲ့ဆိုရင်တော့ငါးတလုံးထီထိုးကန်ဆန်းလို့ရပါတယ်ငွေကြေးလက်လာပါများဝင်လာမစေးတဲ့ရရှိလာမဲ့တပတ်တာလို့တွေ့ရပါတယ်အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်းစရာတွေခြုံငုံပြီးကြည့်လိုက်တဲ့အခါစိုးဝါတဲ့ပူပန်းမှုမျိုးလုံးဝမတွေ့ရဘဲနဲ့မိခင်ကဲသူတကယ်ကိုနှစ်လိုပဲရှိတဲ့အမျိုးသမီးတယောက်စီကနေပြီးတော့အကူကြီးကောင်းထောက်ပံ့ကောင်းအကြံဉာဏ်ကောင်းတွေရမှာပဲဖြစ်ပါတယ်ဒီတော့တနေ့မှသားသမီးချင်းမိတ်ဆွေတို့ကံထောက်ပံ့ဖြစ်စေတဲ့ရေရာကောင်းလေးဆရာမပေးချင်ပါတယ်တနေ့လာသားသမီးချင်းမိတ်ဆွေဒီတစ်ပတ်မှာပြုလုပ်ဆောင်ရမယ့်ရေရာကလမ်းခရီးသွားနေသူကိုလမ်းစည်းရယူနိုင်ခြင်းဖြင့်မိမိခက်ခဲနေတဲ့တပတ်တာပြည်လေသွားမယ်လို့တွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်26ရက်5လမှာ6လပိုင်းတရက်နေ့ဒီအင်္ဂါသားသမီးချင်းမိတ်ဆွေရဲ့အလုတ်ကင်ကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်။အင်္ဂါသားသမီးချင်းမိတ်ဆွေအလုတ်နဲ့ပတ်သက်ပြီးတော့အခွင့်အရေးတွေပိတ်ဆို့နေတာမျိုးလုံနေတန်တန်နဲ့ဒီလုံပါမလုံချင်တော့တာမျိုးအယောင်းဝယ်ရေးဆိုရင်လည်းပဲရက်တန့်သွားတာမျိုးအေးသွားတာမျိုးညိတ်သွားတာမျိုးကြုံရမှာပဲဖြစ်ပါတယ်။တန်ဖိုးကြီးသောပစ္စည်းတွေဝင်လာဖို့ရှိနေပါတယ်မိမိမမျှော်လင့်ထားဘဲနဲ့ဝင်လာတဲ့အရာကိုပို့ပြီးတော့တွေ့ရမှာပဲဖြစ်တယ်မိတ်ဆွေပေါင်းတဲ့ပတ်သက်ပြီးတော့ရံများခြင်းစကားများခြင်းပြဿနာဖြစ်ခြင်းလို့တွေ့ရပါတယ်အထူးသဖြင့်စာရွက်စာတမ်းကိုအကြောင်းပြုပြီးတော့မှပြဿနာတက်တက်ပါတယ်ဒါလေးကို view ဆိုင်ပါနော်အိမ်ကိစ္စများအဆင်ပြေပါလိမ့်မယ်အိမ်နဲ့ပတ်သက်ပြီးတော့ပြုပြင်တာဒါမှမဟုတ်ရင်အိမ်ကိုဝယ်တာဒါမှမဟုတ်အိမ်ကိုရောင်းတာနောက်တစ်ခုကကျတော့အဆောင်ဦးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအဆောင်ငှားတဲ့ကိစ္စလေးတွေဒါလေးတွေမှာစီစဉ်တကြနဲ့အဆင်ပြေသွားမယ်အဖက်ဖက်ရဲ့အကူအညီကောင်းလေးတွေဝင်လာဖို့လေးရှိနေပါတယ်ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့ကျမ်းမာရေးတွေကြောင့်ဆင်းရဲစရာမျိုးလေးကြုံရတတ်တယ်ရန်အတိုက်ခိုက်အနောက်ရှေ့သတိထားပေးပါနော်အင်္ဂါသားသမီးချင်းမိတ်ဆွေတွေနဲ့မိမိကိုယ်၌ကလည်းပဲအတိုက်ခိုက်ရန်များသလိုမိမိကိုလည်းပဲကိုကလှုပ်ချင်တဲ့ရည်ရွယ်ထားတဲ့ကိစ္စတွေမှန်သမျှအဖြတ်အတောက်တွေရန်များပါတယ်ဒါကြောင့်မို့လို့စတနာအားကောင်းစီဖို့အတွက်ကိုအဋိဌံမပြတ်မကွက်လှုပ်စီခြင်းနဲ့လို့ဆရာမတော်မြင်ပါတယ်အခြေအနေနဲ့ပတ်သက်ပြီးတော့လမ်းပြောက်တာမျိုးချစ်သူနဲ့အဆက်အသွယ်ပြတ်သွားတာမျိုးချစ်သူစီကနေပြီးတော့ကျင်နာမှုယူရမှုတွေမရရှိတော့တာမျိုးဒါလေးလေးကြုံရတတ်တယ်အိမ်တော်ကြီးနဲ့ပတ်သက်ပြီးဆိုရင်တော့အိမ်တော်ဘက်ရဲ့အလုပ်ကိစ္စအဆင်မပြေလို့နောက်ခက်ခဲနေလို့နှောင့်နှေးနေလို့ဇနီးမောင်နှံမိသားစုတွေစိတ်ရှုပ်စရာတွေကြုံရတတ်ပါတယ်ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့စိုးကျိုးလုံးဝမတွေ့ရပါဘူးရှင်အေးချမ်းမှုငြိမ်းချမ်းမှုရောက်ရှိလာမဲ့တပတ်တာလို့တွေ့ရပါတယ်အရာရာမှာမိမိဘက်ကမှန်အောင်လုပ်ပါပြီးရင်မှန်တာတွေပဲပြောပါဟုတ်တာတွေပဲပြောပါဒါဆိုရင်ဘာဖြစ်လာလဲဆိုတော့အဲ့ဒီရဲ့ဒီဖိုးတကူအောင်နုပေါ်တွေတက်လာတာပေါ့နော်ကို၌ကလည်းပဲမှန်တာတွေပြောတယ်နောက်မှန်တာတွေလုပ်တယ်လုပ်ရက်တွေကမှန်ကန်တယ်ဒီအတွက်ကြောင့်မို့လို့နတ်မြတ်နတ်ကောင်းတဲ့အပေါင်းတွေရဲ့စောင့်ရှောက်မှုရရှိစေတဲ့အတွက်ကြောင့်မို့လို့ဒီတစ်ပတ်တာကာလတစ်ခုမှာပို့ပြီးတော့မှလုပ်ငန်းတွေနှောင့်နှေးရင်တော့အဆင်ပြေတယ်ငွေကြီးတွေနှောင့်နှေးတာတော့မှပဲရှော့ရှော့ရှူရှူနဲ့ဝင်နေပြောရဆိုရတာလေးတွေလွယ်ကူစေတယ်ဒါလေးတွေကိုတွေ့ရမှာပဲဖြစ်ပါတယ်ကံနဲ့ပတ်သက်ရင်တော့ကံအားနေတယ်။သို့ပေမဲ့ထီတိုးခြင်းနဲ့ကန်ဆန်းခြင်းနဲ့ဆိုရင်တော့အင်္ဂါသားသမီးချစ်ပြီးဆိုရင်ကိုယ်တလုံးထီတိုးကန်ဆန်းလို့ရပါတယ်။ငွေကြီးနဲ့ပတ်သက်ပြီးတော့ရွှင်လန်းလာမဲ့တပတ်တာပွင့်လန်းလာမဲ့တပတ်တာပါ။အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာခြုံငုံပြီးကြည့်လိုက်တဲ့အခါမှာမိမိအနေနဲ့မကောင်းသောဆိုးရတဲ့အရာတွေအားလုံးရဲ့ဒီဆိုးမိုးခြင်းတွေနောက်တစ်ခါနှောက်ယှက်ခြင်းတွေခံရတတ်တယ်။အဲ့ဒါဘယ်လိုပုံစံမျိုးကိုပြောတာလဲဆိုတော့ကိုကတနေရာကိုသွားလိုက်တယ်။မှောင်ရီပြိုးပြခြင်းသွားတာပဲဖြစ်ဖြစ်ပြန်လာတဲ့အခါမှာအသားဟင်းငါးဟင်းတွေပါလာတာပဲဖြစ်ဖြစ်အဲ့လိုအခြေအနေမျိုးမှာအပမိလာတယ်ဆိုတဲ့အရာလေးတွေဖြစ်တတ်တယ်။အဲ့ဒါလေးတို့တော့ထူးခယူစိုက်စေခြင်းနဲ့ဒါကြောင့်ရှေ့မှာဆရာမပြောခဲ့သလိုပဲမိမိကိုယ်တိုင်ကစရဏအားကောင်းအောင်နေပါ။ဒါဆိုရင်တော့ဘုန်းတကူအာနုဘောကြီးမှလာမှာပဲဖြစ်ပါတယ်။ပြီးတော့အင်္ဂါသားသမီးချင်းမိတ်ဆွေတွေကံထောက်ပံ့ဖြစ်စေတဲ့ရေရာကောင်းလေးဆရာမပေးချင်ပါတယ်။အင်္ဂါသားသမီးချင်းမိတ်ဆွေပြုလို့ဆောင်ရမယ့်ရေရာကခွေးစာများများချွေးပါဒါဆိုရင်တော့မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည်လည်သွားမယ်လို့တွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်26ရက်5လမှာ6လပိုင်းတရက်နေ့ထိဗုဒ္ဓဟူသားသမီးချင်းမိတ်ဆွေရဲ့အလုတ်ကင်ကနေစတင်ဟောပြောပြပါပဲဖြစ်ပါတယ်ရှင်။ဗုဒ္ဓဟူသားသမီးချင်းမိတ်ဆွေအလုတ်နဲ့အခွင့်အရေးကောင်းတွေအများကြီးရရှိစေမယ်လို့တွေ့ရပါတယ်။ရောင်းဝယ်တဲ့ပတ်သက်ပြီးတော့ရောင်းပန်းဝယ်ပန်းတွေပွင့်လန်းလာမယ့်တပတ်တာပါ။တန်မိုးကြီးသောပစ္စည်းများဝင်လာမစေရရှိမှာပဲဖြစ်ပါတယ်။မိတ်ဆွေပေါင်းသင်းစီမှာအကူအညီထောက်ပံ့ကောင်းတွေရမယ်လို့လည်းတွေ့ရပါတယ်။အိမ်ကိစ္စနဲ့ပတ်သက်ပြီးတော့စီစဉ်ညွှန်ကြားမှုတွေအရန်ကောင်းတယ်။နောက်အိမ်ကအကြီးကြီးတွေရဲ့အကူအညီကောင်းလေးတွေအဆက်အသွယ်ကောင်းလေးတွေရရှိစေမယ်လို့တွေ့ရပါတယ်။
ဆွေမျိုးသားချင်းတွေကနိုင်သတင်းတွေကြားရတတ်ပါတယ်ရန်အနေရဲ့တိုက်ခိုက်ရှိတယ်မိမိဒီတိုင်းနေတန်းတဲ့တော့မှမိမိကိုလာပြီးတော့တိုက်ခိုက်တာအပြစ်ပြောတာဒါမျိုးလေးခံရတဲ့ကိစ္စဆိုင်တော့အခြေအနေနဲ့ပတ်သက်ပြီးတော့မျက်နှာအလုံးပွင့်ပြီးအိမ်တော်ကြီးနဲ့ပတ်သက်ရင်အေးချမ်းတာရတဲ့အိမ်တော်ကြီးတို့တွေ့ရပါတယ်ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ခြေထောက်တွေမကောင်းတာမျိုးဖြစ်တတ်တယ်ခြေထောက်တွေရောင်ရမ်းတာခြေထောက်တွေကိုက်တာဒူးတွေနာတာဒါလေးဖြစ်တတ်ပါတယ်အေးချမ်းမှုငြိမ်းချမ်းမှုတွေရောက်ရှိလာမဲ့တပတ်တာလို့လေတွေ့ရပါတယ်ကို၌ကလည်းပဲဘာလေးပဲလုံးလို့ကိုလုံးလိုက်ပြီဆိုတာနဲ့ကိုတာဝန်ယူလိုက်ပြီဆိုတာနဲ့ဒီကိစ္စတွေမှာကိုလုံးနိုင်သွားတယ်အဆင်ပြေသွားတယ်နောက်ကိုလုံးလိုက်တဲ့အရာမှန်သမျှလေသူတစ်ပါးရဲ့ဒီအထင်ကရလေးပေါ့နော်သူများသတိထားပြီးတဲ့အရာမျိုးလေးကောင်းသောချီးမွမ်းခြင်းတွေကိုလည်းခံရမှာပဲဖြစ်ပါတယ်ကံနဲ့ပတ်သက်ရင်တော့ကံအားနေတယ်သို့ပေမဲ့မဖြစ်မနေထီတိုးကန်ဆန်းခြင်းနဲ့ဆိုရင်တော့၃ညတစ်လုံးထီတိုးကန်ဆန်းလို့ရတယ်ငွေချင်းနဲ့ပတ်သက်ပြီးတော့ဝင်လာတဲ့ပတ်စံတွေကမမြဲတာမျိုးဖြစ်တတ်တယ်ငွေလုံးဝမစိုးမိဘူးစုထားတဲ့အရာလေးတောင်မှပြန်ပြီးတော့ထွက်တတ်တယ်လို့တွေ့ရတယ်အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာတွေခြုံငုံပြီးကြည့်လိုက်တဲ့အခါကျတော့ကိုယ်ကိစ္စမဟုတ်ဘဲနေသူများကိစ္စတွေနဲ့ပဲအမြဲတမ်းလိုက်ပြီးတော့ပူပေးနေရတာမျိုးလေးကြုံရတတ်တယ်ဒီအတွက်အာယုံရမ်းနောက်ရတယ်ပေါ့နော်ဒီတော့ဘုဒ္ဓဦးသားသမီးချင်းမိတ်ဆွေတွေကံထောက်ပံ့ဖြစ်စေတဲ့ရေရာကောင်းလေးဆရာမပေးချင်ပါတယ်ဗုဒ္ဓဦးသားသမီးချင်းမိတ်ဆွေပြုလုပ်ဆောင်ရမယ့်ရေရာကလိုအပ်နေတဲ့နေရာလေးတွေမှာအေးဓာတ်ကလေးထူပေးရတယ်ဥပမာရက်တောင်လေးထူလိုက်တာအနေဆုံးစင်နောက်ပန်ကာလေးထူလိုက်တာတက်နိုင်တဲ့သူတွေဆိုရင်တော့အဲကောထူလိုက်တာဒါမျိုးလေးလုပ်ပေးခြင်းဖြင့်မိမိခက်ခဲနေတဲ့တပတ်တာပြည်လဲသွားမယ်လို့တွေ့ရပါတယ်ရှင်မင်္ဂလာပါရှင်26ရက်5လမှာ6လပိုင်း1ရက်နေ့အထိကြာတော်ရီသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကိုင်ကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်ကြာတော်ရီသားသမီးချင်းမိတ်ဆွေအလုပ်နဲ့ပတ်သက်ပြီးတော့ကံအခွင့်အလမ်းကောင်းတွေရရှိစေပါပဲဖြစ်ပါတယ်မိမိကိုယ်တိုင်ကလည်းတကယ်ကိုအားထုတ်ကြိုးစားနေတဲ့အခွင့်အရေးတွေရရှိတာပေါ့နော်ကိုယ်တိုင်ကြိုးစားအားထုတ်မှုကြောင့်မလို့ရလာတဲ့ဒီအခွင့်အရေးတွေကနေပြီးတော့မှပီတိဖြစ်စရာနောက်ကိုကြိုးစားမှုကြောင့်မလို့ရလာတဲ့အတွက်ကြောင့်မလို့ကိုကြည်တတ်စရာဒါလေးလည်းတွေ့ရမှာပဲဖြစ်ပါတယ်တမိုးကြီးပြည်စီတော့ထွက်တတ်တယ်နော်မိတ်ဆွေပေါင်းသင်းကောင်းတွေတွေ့ပါလိမ့်မယ်ဆရာသမားကောင်းတွေရဲ့ကူညီကောင်းတွေလည်းရဖို့ရှိနေပါတယ်ဒါအပြင်အဆက်အသွယ်ကောင်းတွေလည်းရဖို့ရှိပါတယ်အိမ်နဲ့ပတ်သက်ရင်တော့ခေါင်းရှုပ်ရတယ်စိတ်ရှုပ်ရတယ်တာဝန်တွေအရင်ပြတတ်ပါတယ်ဆွေမျိုးသားချင်းစီကတည်င်းကောင်းနေကြမှာပဲဖြစ်ပါတယ်အဆက်အသွယ်ပြတ်နေတဲ့သူစီကနေပြီးတော့လည်းတည်င်းနေကြတတ်ပါတယ်ရန်တိုက်ခိုက်တော့ရှိတယ်မိမိကိုမနာလိုနေတဲ့သူတွေမကြည်ဖြူနေတဲ့သူတွေအပြစ်ပြောမဲ့သူတွေကတော့စင်သိရှိနေပါတယ်ဒါပေမဲ့ကောင်းတဲ့မှာဘာမှမထည့်တာပါနဲ့အခြေအနေနဲ့ပတ်သက်ရင်တော့ချစ်သူနဲ့မိမိတဲ့ကြားထဲမှာလမ်းခွင့်ရတဲ့ဒီဖြစ်တတ်ပါတယ်ဒါကလည်းပဲကြားလူနောက်ရှက်မှုကြောင့်ဖြစ်တာပြီးတော့လည်းပြီးသွားတယ်ဘာမှမဟုတ်ဘူးပေါ့နော်အိမ်တော်ကြီးနဲ့ပတ်သက်ပြီးဆိုရင်အေးချမ်းသာရမယ့်အိမ်တော်ကြီးပါကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ဂရုစိုက်ပါအဓိကဘာဖြစ်တယ်လဲဆိုတော့အကျိုးရမ်းတက်တာအကျိုးတက်တဲ့ဝေဒနာတွေကိုခံစားတတ်ပါတယ်အေးချမ်းခြင်းငြိမ်းချမ်းခြင်းရောက်ရှိလာမယ်တပတ်တာပါကိုယ်တိုင်ကလည်းပဲဘာလေးပဲဖြစ်ဖြစ်စိတ်ရှိတိခံစွာလောက်ကင်လိုက်တယ်စောင့်စမ်းလိုက်တယ်ဆိုရင်အရာရာဟာဒီတစ်ပတ်ထဲမှာအစီအပြေအလုံးစုံပြည့်စုံသွားမယ်လို့တွေ့ရပါတယ်ကံနဲ့ပတ်သက်ရင်တော့ကံအားအလုံးကောင်းပါတယ်ထီတိုးကန်ဆန်းခြင်းနဲ့ဆိုတော့6တလုံးထီတိုးကန်ဆန်းလို့ရပါတယ်ငွေကြေးတက်လာပါများဝင်လာမစေတသေးသေးရရှိမယ်ဒါအပြင်အလှူရည်ဆက်လက်နဲ့မကွာလှူနိုင်တန်းနိုင်မဲ့တပတ်တာလို့လည်းတွေ့ရပါတယ်အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာတွေခြုံငုံပြီးကြည့်လိုက်တဲ့အခါဘာမှပူပန်စရာမရှိပဲနဲ့လုံဆောင်ခြင်းမှန်သမျှလမ်းမှန်ကမ်းမှန်နဲ့လုံနိုင်ကိုင်နိုင်တဲ့အပြင်ပြောရေးဆိုရပါအားဆက်ရှာဆက်ကောင်းစေမယ်လို့တွေ့ရပါတယ်ဒီတော့ဂျာတာပြီးသားသမီးချင်းမိတ်ဆွေတွေကံထောက်ပံ့ဖြစ်စေတဲ့ရေရာကောင်းလေးဆရာမပေးချင်ပါတယ်ဇာတာပိသားသမီးချင်းမိတ်ဆွေပြုလုပ်ဆောင်ရမယ့်ရေရာကစရုပ်ဒေတာအထူးလေးလုပ်လိုက်ခြင်းဖြင့်မိမိခက်ခဲနေတဲ့တပတ်တာပြည်လည်သွားမယ်လို့တွေ့ရပါတယ်ရှင်မင်္ဂလာပါရှင်26ရက်5လမှာ6လပိုင်း1ရက်နေ့အထိတောက်ကြသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကိုင်ကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်တောက်ကြသားသမီးချင်းမိတ်ဆွေအလုပ်နဲ့ပတ်သက်တဲ့ကံတွေအရန်ကောင်းနေနောက်ငွေကြီးကိစ္စလေးတွေစကားပြောဆိုတဲ့အခါအောင်မြင်စေမယ်ရမယ့်လမ်းကြောင်းတွေလည်းပေါ်ပေါက်ဖို့ရှိနေပါတယ်တန်ဖိုးကြီးသောပစ္စည်းများထွက်ဖို့လည်းရှိတယ်ဝင်ဖို့လည်းရှိတယ်ဒါကလည်းမိမိအနေနဲ့တကယ်ကိုလိုအပ်လို့ထွက်ပေးတာလိုအပ်လို့ဝယ်လိုက်ရတာမျိုးလေးတွေ့ရတယ်မိတ်ဆွေအပေါင်းအသင်းရဲ့ဆွဆွဲပြောဆိုတာတွေခံရတတ်တယ်နောက်ပြီးတော့ကိုယ့်အပေါ်မှာအထင်သေးအမြင်သေးတွေခံရတတ်တယ်ဒါလေးလည်းကြိုးစိုက်ပါနော်အိမ်ထဲပတ်သက်ရင်တော့စိတ်ရှုရမယ်ခေါင်းရှုရမယ်အိမ်အတွက်အရန်နောက်ဆန်တင်ရမယ်ပူပန်ရမယ်နော်ဆွေမျိုးသားချင်းစီကအကြံဉာဏ်ကောင်းသတင်းကောင်းတွေနော်နောက်ပြီးတော့အကူအညီကောင်းလေးတွေဒါမျိုးလေးတွေရရှိစေမဲ့တပတ်တာလို့လည်းမြင်ပါတယ်
ရန်အနီရဲ့အနောက်ရှက်လုံးဝမရှိပါဘူးရှင်ရန်အနီရဲ့မရှိတဲ့အပြင်ချစ်သူခင်သူပေါ်လာမဲ့တပတ်တာပါအခြေအနေနဲ့ပတ်သက်ပြီးတော့ချစ်သူရှိနေပါလေရဲ့အခြားသူတယောက်ကနေပြီးတော့မမိကိုလာပြီးတော့ပတ်သက်တာမျိုးကြုံရတတ်တယ်ဒါကြောင့်ချစ်သူနဲ့အဆင်မပြေဖြစ်တတ်တယ်ပြဿနာတွေဖြစ်တတ်တယ်အထင်မြင်လွဲစရာတွေဖြစ်တတ်တယ်ဒါကို view ဆိုင်တော့အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အေးချမ်းသာယာသောအိမ်တော်ကြီးလို့တွေ့ရပါတယ်ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ကျမ်းမာရေးနဲ့ပတ်သက်ရင်သူကတချောင်းချောင်းဖြစ်တတ်တယ်ခဏခဏချူချာနေတာတစ်ခုပျောက်သွားရင်နောက်တစ်ခုပျောက်သွားရင်နောက်တစ်ခုအဲ့လိုချူချာတတ်တဲ့အရာလေးဖြစ်တတ်ပါတယ်အစားတော့နေထိုင် view ဆိုင်ပါနော်အေးချမ်းမှုငြိမ်းချမ်းမှုမရှိသေးဘူး။နောက်မိမိကိုအလိမ်ညာခံရတတ်တယ်။အဲ့တော့လူလိမ်လူညာနော်ငွေလိမ်တာဒါမျိုးတွေခံရတတ်တယ်။ဒါလေးကိုတော့ view ဆိုင်စီခြင်းနေ။ကံနဲ့ပတ်သက်ပြီးတော့ကံအားနည်းပါတယ်။သို့ပေမဲ့ထီတိုးကန်ဆန်းခြင်းနေဆိုရင်တော့9တလုံးထီတိုးကန်ဆန်းလို့ရပါတယ်။လက်လာပါပွင့်မယ်ငွေရှင်မယ်လို့လည်းတွေ့ရတယ်။အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာခြုံငုံပြီးကြည့်လိုက်တော့နေချားမြေချားကနိုင်ငံရဲ့ချားမှအဆက်တွေကောင်းတရင်ကောင်းအခွင့်အရေးကောင်းတွေရရှိစေမဲ့တပတ်တာလို့တွေ့ရတယ်။ဒီတော့တောက်ကြသားသမီးချင်းမိတ်ဆွေအတွက်ကံထောက်ပံ့ဖြစ်စေတဲ့ရည်ရည်ကောင်းလေးဆရာမပေးချင်ပါလေ။တောက်ကြသားသမီးချင်းမိတ်ဆွေမိမိနေအိမ်ကဖျားမှာတင်းမောတိမဲ့တပတ်ကံကက်လူချင်းဖြင့်ခက်ခဲနေသောတပတ်တာအလုံးစုံပြည်လေသွားမယ်လို့တွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်26ရက်5လမှာ6လပိုင်း1ရက်နေ့ဒီတပတ်တာစနေသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကံကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်။စနေသားသမီးချင်းမိတ်ဆွေအလုတ်ကိုင်ခွန်လန်းကောင်းတွေအများကြီးရရှိမိအလုတ်နဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာစရာတည်င်းကောင်းတွေလည်းကြားရတတ်တယ်ကိုယ်တိုင်းလည်းတကယ်လုံးနေတယ်လည်းစိတ်ပျော်ရွှင်တာကြည်နူးရတာမျိုးတွေကြုံရမှာပဲဖြစ်ပါတယ်တန်ဖိုးကြီးသောပစ္စည်းဝင်လာဖို့ရှိနေပါတယ်မိတ်ဆွေပေါင်းတဲ့ပတ်သက်ရင်စိတ်မကောင်းစရာတည်င်းတွေကြားရတတ်ပါတယ်အိမ်နဲ့ပတ်သက်တဲ့ကိစ္စရပ်တွေစီစဉ်ရတာအရင်ခက်ခဲစေတယ်ဒါကြောင့်အိမ်ကိုနောက်ဆန်တင်ရတယ်ဒီလိုလေးတွေ့ရတယ်နော်ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့စိတ်ရှုပ်ရတာဆွေမျိုးသားချင်းရဲ့အခက်အခဲတွေကိုလိုက်လံပူပန်ပေးနေရတာဒီအတွက်လည်းကိုယ်တိုင်လည်းဘာကူညီပေးရမလဲဆိုပြီးတော့စဉ်းစားဆုံးဖြတ်ချက်ချခတ်တာအဲ့ဒါလေးလည်းကြုံရမှာပဲဖြစ်ပါတယ်ရန်အတိုက်ခိုက်ရှိတယ်နော်တတိထားပါမိမိကကိုကမှန်မှန်ကန်ကန်လုပ်နေပါလေရဲ့နဲ့ကိုကိုလာပြီးတော့တိုက်ခိုက်တာမျိုးလေးလည်းကြုံရတတ်တယ်ဒါလေးကို view ဆိုင်ပါနော်အခြေအနေနဲ့ပတ်သက်ပြီးတော့အင်မတန်မျက်နှာပွင့်နေတဲ့ကာလပါအိမ်တော်ကြီးနဲ့ပတ်သက်ရင်အိမ်တော်ဘက်ကမိမိအပေါ်မှာအကောင်းမြင်တာအိမ်တော်ဘက်ရဲ့အလိုကြောင်းမှုတွေအိမ်တော်ဘက်ရဲ့ဖြည့်ဆည်းမှုတွေဒါမျိုးရရှိစေမယ်လို့တွေ့ရပါတယ်။ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ခါးတွေနာတတ်တယ်ခါးတွေကြိုက်တတ်တယ်အဲ့ဒါလေးကို view ဆိုင်ပေးပါ။အေးချမ်းမှုငြိမ်းချမ်းမှုတော့မရှိသေးဘူး။ဘာကြောင့်လဲဆိုတော့ကိုယ့်အတွက်မဟုတ်ဘူး။ကိုယ့်ရဲ့အပေါင်းအသင်းကိုယ့်ရဲ့တကယ်ချင်းမိတ်ဆွေတွေအတွက်ကိုကပူပန်ပေးနေရတယ်လို့တွေ့ရတယ်။ကံနဲ့ပတ်သက်ပြီးတော့ကံအားကောင်းပါတယ်အဲ့တော့ထီထိုးခြင်းနဲ့ကန်ဆန်းခြင်းနဲ့ဆိုရင်တော့3တလုံးထီထိုးကန်ဆန်းလို့ရပါတယ်ငွေကြီးကိစ္စတွေရွှေ့မယ်ငွေကြီးနဲ့ပတ်သက်ပြီးတော့လက်လာပါပွင့်မယ်မမျော်လင့်ထားတဲ့ငွေကြီးတွေရလာမျိုးလဲကြုံရတတ်တယ်အဲ့ဒါလေးရတယ်ကိုအလုပ်လုပ်လို့ရတဲ့ဥစ္စာတက်ကိုပိုဝင်လာတာမျိုးကိုမထင်ထားလိုက်တဲ့အနေအထားမျိုးတွေဝင်လာတာမျိုးထီပေါက်တကယ်တော့ငွေဝင်တာမျိုးကြုံရတတ်တယ်အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာခြုံငုံပြီးကြည့်လိုက်တော့မိမိကိုယ်၌ကဘယ်အရာပဲလုပ်လို့အမြဲတမ်းသတိဝိရိယရှိပါနောက်ပြီးတော့ကံ၅ပါးကိုအထူးသဖြင့်လုံအောင်ထိန်းပါအဲ့တော့စောစောတော့ငွေတွေဝင်မယ်အထုပ်တွေအများကြီးရရှိမယ်ထီပေါက်တကယ်တော့ဝင်မယ်ဆိုတာကအဲ့ဒီကံ၅ပါးလုံခြုံသွားပြီဆိုတာနဲ့အခုဆရာမပြောတဲ့အတိုင်းဒီတစ်ပတ်ထဲမှာကျင်းတီပေါငွေတွေအစုလိုက်ပုံလိုက်ရရှိစီမှာပဲဖြစ်ပါတယ်ဒီတော့ထီထိုးကန်ဆန်းမယ်ဆိုတဲ့အခါမှာလည်း3တလုံးကိုထီထိုးကန်ဆန်းလို့ရတယ်ကံရဲ့အထောက်ပံ့ကောင်းတွေခွန်လန်းကောင်းတွေရရှိစေဖို့အတွက်ဆရာမရရလေးပေးချင်ပါတယ်စနေသားသမီးချင်းမိတ်ဆွေမိမိအနေနဲ့ကံရဲ့အထောက်ပံ့ကောင်းတွေရရှိစေဖို့အတွက်အိမ်ကဘုရားမှာပေးပလာတာတပတ်ကန်စွန့်တော်ကဲ့ရင်ဖြင့်ခက်ခဲနေသောတပတ်တာအလုံးစုံပြည်လည်သွားမယ်လို့တွေ့ရပါတယ်ရှင်